မင်းကလေကြီးကျယ်နေကျွန်တော်ပတ်စံမရှိမင်းကိုကြည့်ရစိတ်နဲ့လူနဲ့လည်းမကဲဟုတ်တယ်ဂျာကြီးကောင်မလေးနဲ့လည်းအဆင်မပြေလောက်ကလည်းမရဆိုဟိုအဲ့ဒါဆိုရင်ဟိုညနေချင်ဖိုင်တော့ထိုင်အောင်မင်းလည်းရင်ဖွင့်ရင်းနဲ့ဟိုစကားလေးပါလေးပြောတော့မင်းခံစားနေရသက်သာသွားဂျာကြီးဒါနောက်နေဟိုမင်းကငါဘာအောင်တော့ရင်ဖွင့်တယ်လေပတ်စံကြီးပြန်ပြန်ပြီးတော့ရက်ကူလည်းကြည့်အောင်ဂျာကြီးပြက်သုံးနဲ့23ကျော်တော့25တော့ရောက်တယ်မနှမ်းဘောရလေတဲကွဲတာတော့မတက်တော့မရှိဘူးမင်းကလေကြီးကျယ်နေဟဲ့အဲ့ဒါဘာမှစိတ်ပူမနေနဲ့ညနေတော့သွားဖို့ပြင်ထားလိုက်ဟုတ်ပြီလားနော်ဂျာကြီးကျွန်တော်ပတ်စံမရှိဘူးအသေးကွဲလို့စိတ်ညစ်ကြတယ်လက်ကုန်ကျွန်တော်အကျွေးပါဆက်နေအောင်မင်းကဘာမှပူမနေနဲ့ရထိုင်စမ်းပါမင်းကဟဲ့ဒီမှာ MTV MPU credit ကဂိုးကန်တော့မင်းဂျာကြီးပါဟုတ်ကမင်းရလေရစိတ်တော်မှာအားဂျာကြီးအာမနာတော့ဟာလွတ်ပြလိုက်တော့လို့မှားပြီနော်မှားပြလိုက်တော့မင်းအသေးကွဲနေတာဘလူးစီးနေတာမင်းတောင်းရင်းနဲ့ရင်ခွင်းကိုမြို့မှာခေါ်လာတာမဟုတ်ဘူးလားဂျာကြီးကလေအသေးကွဲနိုင်လေအရက်ကိုလူမန်းသူမန်းမသိအောင်တောက်ရမှာမဟုတ်လားနှလုံးသားခံစားနေရပါဆိုမှအရက်နဲ့တွေ့မှလေအသေးပါထပ်ပြီးမကောင်းဖြစ်နေဦးမယ်အခုလိုမျိုးစားကောင်းတာလေးစားလိုက်တော့မှနှလုံးသားလေးခံနိုင်ရှိမှာပေါ့ပြီးတော့ဂျာကြီးရဲ့ဂိုးကတ်ကြီးနဲ့ဆိုရင်ဒီကမင်းကဂိုးကတ်ပြလိုက်ပြီလားငါမှားတာစားတို့လည်းထပ်မအောင်မမအသေးကွဲနေတာတွေ pressure များနေတာတွေကတက်တောင့်တက်တာမရှိနိုင်ပေမဲ့ကျွန်တော်တို့ရဲ့ MTV MPU credit ကနေရတော့အချိန်မရွေးနေရာမရွေးမှာတက်တောင့်တက်တာရှိနိုင်ပါတယ်ကျွန်တော်မှဂျာကြီးရဲ့ Google ကြီးနေဆိုအသေးကွဲချင်ပါတယ်ဒါဆိုကဲညီကိုတို့ โอเคချီရရ